ဝတ်ကျွေးတယ်ခင်ဗျားတို့ဘဝမကူးဘူးနဲ့ရှိလားမရှိဘူးလားသူများစိတ်ရှင်းရအောင်လုပ်ခဲ့ရင်ဘိုလ်လည်းစိတ်ရှင်းရသူများကိုနိုင်တဲ့စီးလင်းလုပ်ခဲ့ကိုယ်လည်းနိုင်တဲ့စီးလင်းလာမှသူများနိုင်တိုင်းကိုယ်တိုင်နဲ့လူပေါ်လာပါဘောပါလားအကြောင်းမကောင်းရင်ဒီလိုဘာလို့ဒီလောက်အားစိုက်ပေါ်နေဒီလောက်ပြောနေတယ်ချွတ်လာတဲ့အဲ့ဘုန်းကြီးနာမည်နိုင်ငံရေးဟောလို့နာမည်ကြီးတာနိုင်ငံရေးဟောချုပ်တဲ့ရောက်နေကြလားချုပ်တော်ဘုံကောင်းတဲ့တော့မှဒီလိုနိုင်ငံရေးပြောနေတာလားသာသနာရေးပြောနေတာလားခင်ဗျားတို့လူဘဝရတဲ့အကျွေးကင်းအောင်လိုက်ပေါ်ရှင်းလားကိုယ်တိုင်နဲ့ကိုစားရတဲ့ဆိုးကိုဝတ်ထားတဲ့သင်္ကန်းသင်္ကန်းလေးတချို့အမလေးဘုန်းကြီးသင်္ကန်းဘယ်လိုနာလာဘယ်လိုမှနာမသိဘူးသင်္ကန်းယုံတိုင်းကျုပ်ကသိတယ်ရှင်းလားဒီသင်္ကန်းကိုယ့်အကိုချုပ်ဝတ်လို့လည်းမဖြစ်ဘူးဘယ်လောက်ချမ်းသာလို့မှကိုယ့်အကိုဝတ်လို့ရတယ်ဒီများလူပါပဲရှင်းလားအဲ့ဒီလူထားတာဝတ်တဲ့အတွက်ကိုဒါယုံတိုင်းကျွေးတင်နေတာရှင်းလားအဲ့ကျွေးတင်အောင်ကျုပ်မနာလိုက်ဖို့နေတာရှင်းလားသဘောပေါက်သလားအဲ့တော့အားလုံးတန်မြာကျွေးတွေတို့မှာကာယကံဝစီကံမတော်ကလွဲမားတဲ့အမှုတွေများစွာမလုပ်ကြဘူးလားအခုလည်းမစီစစ်ပဲလုပ်ရင်အမားနဲ့အမှန်ပဲတဲ့ကံအမားလုပ်ပြီးဆိုကျွေးတင်ပြီးกว่าရှင်းသလားကျွေးတင်ရတော့အတူတော့မယ်ကိုလုပ်ထားတဲ့အာဟုအဲ့ဒီအာဟုတွေမပေါ်အောင်ထုံးရဖိရရှောင်းရမကောင်းမှုပြုတဲ့လူပုံလေလူလေကောင်သွားလို့ရေးရေးတင်းနေပါမကောင်းမှုပြုထားသူဟာဘယ်တော့မှရေးရေးတင်းနေမသွားရဘူးဟုတ်လားရှင်းလားလူလိန်တယောက်ကိုလိန်ထားတဲ့အရက်ကိုရေးရေးတင်းနေလွတ်လွတ်လပ်လပ်သွားရတယ်လူတော်လည်းမတိုးတော့ဘူးစိတ်ချလက်ချအောင်နေလို့ရတယ်ဘယ်ချိန်ကဒီဟာကြီးကပေါ်သွားမလဲဘယ်ချိန်ကခိုးသွားတာပေါ်သွားမလဲခိုးထားတဲ့လူရောချမ်းသာလားလိန်ထားတဲ့လူရောမဟုတ်တာလှုပ်ထားပြီဆိုမှတော့ဒီမှာအတိုးပေးရတော့မယ်ရှင်းလားထုံလိုက်ရဖိလိုက်ရကွယ်လိုက်ရဝက်လိုက်ရပုံလိုက်ရရှောင်လိုက်ရဒီနာသလားအဲ့ဒါဘာလို့ ရအတိုးပေးရသဘောပါသလားအဲ့ဒီမကောင်းတာပြုတ်ထားတဲ့လူအပေါ်မှာပတ်ဝန်းကျင်ကများသိသွားပြီဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်အတွက်နေရာတကာမှာအတင်းအဖျင်းပြောခံရမယ်နေရာတကာနှာခေါင်းရှုပ်နှလုံးနာတာကိုခံရမယ်လိုက်လာပြီရွှေရှင်နေမကောင်းမှုပြုထားတဲ့ပုဂ္ဂိုလ်သဘောပါသလား